လုံးပဲမင်္ဂလာပါ Grade 5သင်ကြားအခန်း6တသမဂိမ်းများစခြင်းစာမျက်နှာ66နံပါတ်6ကိုရှင်းပြပေးပါမယ်နံပါတ်6 8အစား2.5ကိုဒေါင်းလိုက်မည်သို့တွက်ရမည်ကိုစဉ်းစားပါစား၍ပြတ်သည့်အထိတွက်ပြပါလို့ပြောထားပါတယ်เนาะဆိုရင်ဒီစားကိန်းပု္ပ္ပစာလေးကိုကြည့်လိုက်လို့ရှိရင်အစားပု္ပ္ပစာလေးကိုကြည့်လိုက်ရင် 2.5 ကစားကိန်း8ကဒီကိန်းပေါ့နော်ဒီမှာဆိုရင်စားကိန်းကဒသမကိန်းဖြစ်နေတယ်ဒီကိန်းကတော့ကိန်းမြေပေါ့နော်အဲ့လိုဖြစ်နေမယ်အဲဆိုရင်စားကိန်းကိုဒသမပြောက်သွားအောင်ဆယ်လီစိတ်မို့လို့30နဲ့မြောက်မှာပေါ့နော်30နဲ့မြောက်မယ်ဒသမပြောက်သွားရယ်အဲဆိုရင်25ဖြစ်သွားတယ်8ကိုလည်း30နဲ့မြောက်အောင်ပါတော့30နဲ့မြောက်မယ်ဆိုလို့ရှိရင်8 30မြောက်ရင်ရှင်းနောက်ကဒီကိန်းမီနောက်ကဒသမရရှိရလို့ပြောထားလို့ဒီမှာရေးထားရနော်အဲဆိုဒသမရဲ့3ညတွေရရှိမှာပေါ့နော်အဲဆိုရင်30နဲ့မြောက်လေ8က8ဒသမ3ညကို30နဲ့မြောက်ရင်ဒသမကဒီ3ညလေးရဲ့နောက်ကိုတနေရာကိုရောက်သွားမှာပေါ့နော်ဒါဆိုရင်80ဖြစ်သွားမယ်နော်အခုခုနကတော့25နဲ့ဒီဒသမကိန်းပျောက်သွားတဲ့ကိန်းနေပေါ့နော်ပြောင်းပြီးသွားပြီပေါ့25ကို80ကို25နဲ့စားမှာပေါ့နော်အဲဆိုရင်25ကနေ80ကိုအလီဝယ်မှာပေါ့အလီဝယ်မို့စဉ်းစားလို့ရှိရင်အရင်ပြောရအောင်ဒီလိုပဲ20လောက်ထား20လို့ယူဆရင်လည်းရတာပေါ့နော်ဒီကိန်းကို20လို့ယူဆလို့ရှိရင်ဒီ80ကိုစားမယ်ဆိုလို့ရှိရင်24လီ80ပေါ့နော်ဒီလိုနှစ်ဆိုရင်လည်းရတာပါเนาะနှစ်တလီနှစ်လီလေးဒီလိုလေးစားဆိုကြည့်ပါဦးเนาะအလီဝယ်ခြင်းပါနှစ်4လီ8ပေါ့เนาะဒါဆိုရင်4လီလောက်ဆိုရတယ်เนาะနှစ်4လီ8ပေါ့เนาะအဲဆို4လီလောက်ဆိုရလောက်တယ်ဆိုရင်25 4လီဆိုမှစမ်းပြီးမှဝင်ကြည့်ပေါ့เนาะတကယ်လို့များနေတယ်ဆိုရင်တစ်ခုစာလောက်ပြန်လျှော့ပေါ့เนาะ4လီဝင်မရရင်3လီလောက်နည်းနည်းပြန်လျှော့ပေါ့เนาะအဲဆိုရင်ဒီမှာဆိုရင်25 3လီလောက်ဝင်ကြည့်လိုက်မယ်เนาะ3လီ25 3လီဆိုတော့85ရမယ်ဒါဆိုရင်80တဲ့က85နှုတ်ရင်5ကျန်တယ်ပေါ့နော်5ကျွင်းမယ်အဲဆိုရင်စားလို့ပြတ်တဲ့အထိလို့ပြောထားတဲ့အတွက်နော်စားလို့ပြတ်တဲ့အထိတွက်ပြပါလို့ပြောထားတဲ့အတွက်25ကျွင်းနေတယ်ပေါ့နော်5ကျွင်းလို့ရှိရင်ဒီမှာ50လာထည့်ကြတာပေါ့နော်အဲဆို25နဲ့စားလို့ရအောင်အဲဆိုရင်ကိန်းမြီရဲ့နောက်မှာဒသမရှိတယ်ပေါ့နော်ဒသမရှိရပြီးရင်3ညတွေရှိတယ်ပေါ့နော်အဲဆိုရင်ဒီနားလေးကိုဒသမလာရေးလိုက်မယ်ပြီးလို့ရှိရင်3ညလေးချလိုက်မယ်အဲ့3ညကိုဆွဲချလို့ရပြီတော့ဆွဲချလို့ရပြီဒီဒသမလေးကိုလည်းဒီအပေါ်တက်ကိုစားလိုက်ရဲ့ပြီးစားလိုက်ဒီပေါ်တက်ကိုတွားရေးမယ်ပေါ့နော်အဲဆိုရေးပြီးသွားရင်3ညကိုဆွဲချလို့ရပြီဆွဲချလိုက်မယ်ဒါဆို50ဖြစ်သွားရင်50ဖြစ်သွားပြီဆိုရင်ဒီ25ကအလီဝယ်တော့မယ်ပေါ့နော်25နှစ်ခါဆိုရင်50ဆိုတာဖြစ်တဲ့အတွက်25နှစ်လီ50ပေါ့နော်25နှစ်လီ50အဲဆိုရင်50ဒီမှာရေးလိုက်မယ်25နှစ်လီ50အဲဆိုရင်50တွေက50နှုတ်3ညကျန်3ညကျွင်းပြီပေါ့နော်ဒါဆိုစားလို့ပြတ်တဲ့အထိဆိုတော့ဒီ3ညကျွင်းနေဆိုတော့အစာပြတ်သွားပြီပေါ့နော်စားဆက်ပြီးစားစရာမရှိတော့ဘူးပေါ့နော်အဲဆိုရင်စားလက်က3.2ဆိုပြီးမှအဖြေရတယ်အ
ဖြေရေးမယ်ပေါ့နော်အဖြေလေးကိုလည်းရေးရပါတယ်နော်အဖြေက3.2ဆိုပြီးမှရေးပါမယ်နော်အဲဆိုရင်ဒီပု္ပ္ပစာကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အခုနောက်လာမယ့်ဗီဒီယိုမှာဆိုလို့ရှိရင်နံပါတ်4ကပု္ပ္ပစာတွေကိုရှင်းပြပေးပါမယ်နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်